လေးစားပါသောဥပဒကြီးနဲ့ဒီလိုတော့ကိုယ်လည်းများခင်ဗျာကျွန်တော်မဲဆန္ဒနဲ့ဥအောင်စင်တင်သွားတဲ့အဆိုကိုကျွန်တော်မှန်းကြောင့်ညောင်းရမြို့နယ်ဒီလိုတော့ကိုယ်လည်းကကန့်ကွက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်ကန့်ကွက်ရတယ်လဲဆိုတော့ကျွန်တော်ကအင်းတိုင်းသားပြည်ရိုးရိုးနဲ့ရှင်းရှင်းပဲတင်ပြမှာဖြစ်ပါတယ်။အဓိကကြတဲ့အချက်၃ချက်ကိုကျွန်တော်တင်ပြပါမယ်။ပထမအချက်ကတော့2010ရွေးကောက်ပွဲနဲ့2012ခုကြားပြရွေးကောက်ပွဲတွေဟာနာဖလက်ထက်ကအတီးပြုပြထမ်းခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းကျင်းပခဲ့တာဖြစ်ပါတယ်။အခုဥအောင်စင်တင်ပြတဲ့ PR စနစ်အတိုင်းရွေးကောက်ပွဲလုပ်မယ်ဆိုရင်ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအခြေခံမှာလဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေဟာလုံးဝတရားမဝင်တော့ဘူးလားPR စနစ်နဲ့သာရွေးကောက်ပွဲလုပ်မယ်ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသစ်ရေးဆွဲရင်ဆွဲမဆွဲရင်အဓိကကြတဲ့အချက်တွေကိုပြင်မှဖြစ်မယ်လို့ဒီလိုကျွန်တော်မြင်ပါတယ်ဒုတိယအချက်အနေနဲ့နိုင်ငံတော်မူမှာကောဖွဲ့စည်းပုံအခြေခံဥပဒေမှာကောမူမှာကောတိုင်းသားစည်းလုံးညီညွတ်ရေးဆိုတဲ့အချက်ပါအဓိကပါနေပါတယ်အခု PR စနစ်တင်မယ်ဆိုတာနဲ့တိုင်းသားပါတီအချို့ကလွတ်တော်ကိုယ်စားတွေကသဘောမတူကြောင်းကိုဥက္ကဋ္ဌကြီးထံစာနဲ့တင်ပြပြီးဖြစ်တယ်ဥက္ကဋ္ဌကြီးကိုယ်တိုင်လည်းလွတ်တော်ကိုဖတ်ပြပြီးဖြစ်ပါတယ်ဒါအပြင်တိုင်းသားလွတ်တော်ကိုယ်စားအချို့ကလွတ်တော်ကိုမတက်ပဲစံဓာဖော်ထုတ်ခဲ့တာကိုလွတ်တော်ဖော်ထုတ်ခဲ့တာကိုတနိုင်ငံလုံးကလည်းသိတယ်တစ်ကမ္ဘာလုံးကလည်းသိပြီးနေပါပြီဒီအခြေအနေကဘာကိုပြလဲဆိုရင်တိုင်းသားစီလုံးညီညွတ်ရေးနဲ့ပတ်သက်ရင်သဘောထားကွဲလဲတာထင်ရှားနေပါပြီကျွန်တော်တို့တိုင်းသားတယောက်အနေနဲ့ဒီကိစ္စကိုပေါ့တန်သဘောမထားနိုင်ပါဘူးတစ်ချိန်လုံးကနိုင်ငံရေးခေါင်းဆောင်ကြီးတယောက်ကဘာသာရေးနဲ့ပတ်သက်ပြီးတော့ပြရန်ခဲ့တဲ့အတွက်ကြောင့်တိုင်းသားလက်နဲ့တိုင်းသားအချို့လက်နဲ့ကင်ကြီးဖြစ်ပေါ်လာခဲ့တဲ့ပြဿနာဟာအခုထိမပြီးဆုံးနေပါဘူးအခု PR စနစ်အတည်ပြုပြီးတော့ဆက်ပြီးလုပ်မယ်ဆိုရင်ဒီလိုဖြစ်ရမျိုးပေါ်လာနိုင်မလားလို့အထူးစိုးရိမ်မိပါတယ်တတိယအချက်အနေနဲ့ကတော့အခု FPTP စနစ်ကိုကျင့်သုံးပြီးကျွန်တော်တို့ကိုယ်တိုင်ပါဝင်နေတဲ့လက်ရှိတက်နေတဲ့အားထုတ်တဲ့ပြည်သူ့လက်တော်လက်ရှိခိုင်မာတဲ့ပြည်တော်စုအစိုးရနိုင်ငံအတွက်ပြည်သူများအတွက်အားနဲ့အင်းနဲ့အားကောင်းမောင်းတန်အလုပ်အကျွေးပြုလို့မရလို့လားဆိုတဲ့မေးခွန်းမေးလိုပါတယ်ဒီတော့ဒီလိုအားနဲ့အင်းနဲ့အားကောင်းမောင်းတန်ပြည်သူတွေအတွက်အလုပ်အကျွေးမပြုနိုင်တာသည် FPTP နိုင်ငံရေးစနစ်လား FPTP ကဟန်တားနေလို့လားတားရှိနေလို့လားစနစ်ကိုပုံမချကြပါနဲ့လူတွေရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့စေတနာဒါလေးအရေးကြီးပါတယ်နောက်ဆုံးအနေနဲ့ညီကုန်းချုပ်အနေနဲ့တင်ပြတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စရဲ့တိုင်းနာစည်းလုံးညီညွတ်ဖြစ်ပြားစေနိုင်တဲ့အလားအလာကြောင့်ဒီ PR စနစ်ကိုကရင်တိုင်းသားတယောက်အနေနဲ့လေးနက်နဲ့ကန့်ကွက်ကြောင်းတင်ပြအပ်ပါတယ်ထပ်လောင်း၍ပြောနေတာကဒီ PR စနစ်ကိုထောက်ခံမိခဲ့ပါကကျွန်တော်ဟာတမန်တရားခံမဖြစ်ချင်တဲ့အတွက်ဒီလိုဝင်ရောက်ဆွေးနွေးရခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်